လူတိုင်းမှာသူတို့တတိထားမိသည်ဖြစ်စေတတိမထားမိသည်ဖြစ်စေထူးခြားတဲ့အမှုအကျင့်လေးတွေရှိတတ်ကြပါတယ် K-pop idol တွေဟာလည်းချွင်းချက်မရှိပါဘူးသူတို့ကိုအမြဲစောင့်ကြည့်နေတတ်တဲ့ပရိသတ်တွေဟာ idol တွေရဲ့ချစ်ဖို့ကောင်းပြီးထူးခြားတဲ့အမှုအကျင့်လေးတွေကိုရှာဖွေတွေ့ရှိထားကြပါတယ်17အဖွဲ့ဝင် DK 17အဖွဲ့ဝင် DK ဟာ main vocal တယောက်ဖြစ်သည့်အလျှောက်တချင်းဆိုတိုင်းသူ့ရဲ့နှလုံးသားရှိရာရင်ဘတ်ပေါ်ကိုလက်တစ်ဖက်တင်ကခံစားချက်ပါနဲ့ဆိုတတ်ပါတယ်Girls Generation အဖွဲ့ဝင်ထေယွန်းကတော့တခုခုကိုစဉ်းစားတိုင်းသူမရဲ့လက်ညှိုးလေးကိုကိုက်ပြီးစဉ်းစားတတ်ပါတယ်တခါတရံမှာတော့သူမရဲ့ဘောပင်လေးကိုလည်းလှည့်တတ်ပါသေးတယ် You know just what you do to me play my emotions like a parrot 80s အဖွဲ့ဝင်ဆောင်းဝါ 80s အဖွဲ့ဝင်ဆောင်းဝါဟာမကြာခဏငူမဲအပြုံးတတ်ပါတယ်ပရိသတ်တွေကတော့ထိုးရဲစရာအပြုံးကိုသဘောကျနှစ်ချိုက်ကြပါတယ်Did it at a party, you my heart's more than two. Please go easy on me, baby. 80s အဖွဲ့ဝင်မင်းကြီးကတော့အဖွဲ့လိုက်ဖြိုဖြေနေတဲ့အချိန်မှာအခြားအဖွဲ့ဝင်တယောက်ရဲ့ part ကိုအတီးပေါက်နဲ့လိုက်ဆိုလေးရှိပါတယ်BTS အဖွဲ့ဝင်ဂျင်ကတော့တခါတရံမှာသူ့ရဲ့ဘားတွေကိုနှကန်းတွေနဲ့ပင့်တင်တာထူးဆန်းတဲ့အပြုံးလေးကိုလှုပ်လေးရှိပါတယ်။သူ့ရဲ့အပြုံးဟာချစ်စရာကောင်းစွာပဲအတင်းပြုံးနေပုံနဲ့တူလာပါတယ်။ EXO အဖွဲ့ဝင်ချန်ယိုဟာတခါတရံမှာမင်းသားတစ်ပါးလိုခန္ဓာကိုယ်ကိုကိုင်းညွတ်ကပြုလုပ်တတ်ပါတယ်။ Blackpink အဖွဲ့ဝင် Jennie ဟာသူမသဘောမကျတဲ့အခါမျိုးဆိုရင်မျက်စံကိုအပေါ်ပင့်တင်တက်လေးရှိပါတယ် Sound the alarm I'm coming up ရောက်ဖြစ်တဲ့ Jisoo ဟာလည်းနှုတ်ခမ်းတစ်ဖက်တည်းပြုံးလေးရှိပါတယ်Mamamoo အဖွဲ့ဝင် Moonbro ရဲ့အမူအကျင့်ကတော့ထူးခြားလာပါတယ်။သူမရဲ့လက်နှစ်ဖက်ကို mirror hands လို့တင်စားကြပြီးအကြောင်းရင်းကတော့သူမရဲ့လက်တစ်ဖက်ဟာမိုက်ကိုကင်ထားသည်ဖြစ်စေကနေသည်ဖြစ်စေကြံလက်တစ်ဖက်ရဲ့လက်ချောင်းလေးတွေဟာလည်းထိုပုံစံအတိုင်းဖြစ်နေလို့ပါပဲ။ BTS အဖွဲ့ဝင် V ကလေးလေးတယောက်လိုရှာလေးထုတ်ပြီးမှနှုတ်ခမ်းစေကပါဆက်လေးကိုပိတ်တက်တာဟာ V ရဲ့ချစ်စရာကောင်းတဲ့အမူအကျင့်လေးတစ်ခုဖြစ်ပါတယ်။ Send message after message forward my calls Next day you hit me back like nothing happened at all 80s အဖွဲ့ဝင် you know ဟာဘလို့အရင်မျိုးကိုပဲတောက်မမျိုးချခင်မှာအစာဝါးသလိုဝါးလေးရှိပါတယ်တဲ့သူ့ရဲ့ပါလေးတွေဟာရေတောက်နေရင်တောင်ဝါးနေတဲ့ပုံပေါ်ပါတယ်Aespa အဖွဲ့ဝင်ကာရီနာကတော့သူမတတိမထားမိခင်အချိန်လေးတွေအတွင်းပါတယ်မကြာခဏသူမရဲ့နှာခေါင်းလေးကိုရှုပ်တင်တတ်ပါတယ်ထို့အတူ BTS အဖွဲ့ဝင်ဂျောင်ကူးကလည်းနှာခေါင်းလေးရှုံပြီးရဲတက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ